လာဒီမှာဟုတ်ပါဗျာဒီမှာရှောင်းလိုက်ရဟုတ်လားအသေးချောင်းဟုတ်ပြီ ဟုတ်ပါဗျာအမှန်ပဲဒီချက်မှန်တော့ဘာမှမရှိ ဆင်းဒီချက်မှန်တော့ဘာမှမရှိ အမှန်ပေါ့ကိုကြီးကရှူရီပါများဖြစ်နေတယ်ဟမ်ဒီမှာအဝါရောင်တွေအောင်တွေ့နေနော်ဆရာဦးဒီအတူနဲ့လို့တော့ဒီမှာဒါရွှေနဲ့တူတယ် ရှင်းအောင်ဟမ် ဒါလီကဘုန်းကြီးနဲ့ထူတာပေါ့ဒါလီကားဆိုဒါလီကားအဝင်လေးပဲရှိသေးတာပေါ့နော်ဒီမှာပြောတာတော့ဒီနန်းဆောင်ကကိုကြီးအောက်ထဲမှာလို့ပြောတယ်ပေါ့အောက်ထဲမှာဘယ်လောက်နဲ့လဲတော့မသိသေးဘူးပေါ့ငါတို့ရှေးဟောင်းသူစေတနာလို့ဖော်တော့မှပဲပြီးအောင်ပေါ့နန်းဆောင်လေးဘိုးမှလည်းရှိသေးတယ်ဒါတော့ဒါအဝင်အဝါလောက်ပဲရှိသေးတယ်ဆိုတော့သူအောက်ထဲမှာဘယ်လောက်ကျေပြန့်ပြီးတော့မှကြီးတယ်ဆိုတာတော့ကျွန်တော်မသိဘူးရှေးဟောင်းသူစေတနာဖော်ပြီးတော့မှပဲကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာဘလို့တရားတော့ဒီဟာလေးကိုအစားဆုံးလေးတော့ပေါ်တာလေးတော့ရိုက်ပြအောင်ပေါ့ပေါ်တယ်အခုမှရှိဘူးဒါမီးဖို့ကြောင်နေတာမင်းလေးမဟုတ်ဘူးဒါလေကားကလေကားတက်ဟောမှာဟောဒါမင်းလေးဟင်းချက်တဲ့နေရာမိသားစုတွေအတွက်ကျွန်တော်အောက်ဆင်းကြည့်မယ်နော်ဒီမှာဒီကြည့်ရနော်โอ้โหเสียဘာလဲဒီဘက်ဟာဒီဘက်ကလည်းဘောဘူးမဆင်းရမဆင်းရဟောအော်ဆင်းဟိုက်တော့တော့ကနေချက်ကန်ဟုတ်တယ်သူကချောင်းအဆက်ဝမ်းတော်ရတာဝင်ပေါက်ပေါ့နော်ဝင်ပေါက်ပေါ့ဒီကနော်ဒီကားပေါ့တတ်တည်ကြတယ်ဝင်ပေါက်ပဲခါရင်စိုက်ဟာဝင်ပေါက်ကြခုဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ခုနပြတဲ့ဟာအဲ့တော့တေးသေးချာချာတော့ပြလိုက်ပြီဒီမှာကအဝင်ပေါက်ဟိုမှာကလည်းအဝင်ပေါက်လားအထွက်ပေါက်လားမသိဘူးသူကတစ်ပေါက်ပဲဖြစ်တယ်ပေါ့ဒါပေမဲ့ဒီနန်းတော်ကြီးကဒီနားနဲ့မဟုတ်ဘဲနဲ့မှတခြားအောက်ဒီထဲမှာဒီအောက်ထဲမှာသူနန်းတော်ကြီးရှိတယ်လို့ပြောကြတယ်ပေါ့နော်ဒါကတော့တကယ်လားမဟုတ်လားဟုတ်လားတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့တကယ်ဟိုမှဘယ်လိုပြောရမလဲတမိုင်းရှိလို့လေသူပေါ်လာတာလေသူငလင်းလုံးတဲ့နေရာမှာသူကထပ်တွေ့တာပေါ့နော်ကျွန်တော်ကဒီမှာနည်းနည်းအခြေအနေဆိုးတယ်ဆိုတော့ဒီမှာလှူဖို့ကျွန်တော်လာတာဗျလိုင်းထဲမှာကျွန်တော်မိသားစုတွေကိုကျွန်တော်မရောက်တဲ့မိသားစုတွေကျွန်တော်ပြကျင်လို့ကျွန်တော်ဒီလိုဖတ်လာလိုက်တာပေါ့နော်လမ်းတော်လျှောက်ရတယ်နည်းနည်းတော့ညောင်းတယ်နော်ဒီသားဒီလိုပေါ့နော်ကျွန်တော်တို့ဥအောင်တောင်းလာတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အခုလိုတော့စုံစုံရှိရှိလေးတော့ဟိုမပါလာလေးလည်းရှိတော့အခုကလည်းကျွန်တော်လည်းတွေ့တာပေါ့နော်လိုင်းကတော့ဒီလောက်မတွေ့ဘူးပေါ့ဒါတော့ဝင်ပေါက်သေးကြသွားပြီဒါဝင်ပေါက်နှစ်ပေါက်ဝင်ပေါက်တစ်ပေါက်ပေါ့နော်ဒီလိုဝင်သွားမယ်ထင်တာပဲကျွန်တော်ထင်တာတော့ဝင်ပေါက်ကလောကနှစ်ပေါက်တွေ့ဝင်မယ်ဟိုဘက်မှာတစ်ပေါက်တွေ့တယ်ပေါ့၄ပေါက်ရှိအောင်နော်နှစ်ပေါက်၄ပေါက်အဲ့တော့တော်တော်အဲ့တော့အင်ဂျင်နီယာညီလေးဖြစ်မယ်နော်သူ့ပြည်နေတာတင်လိုက်ချာဘူးလိုက်တော့အဲ့တော့ဒါတွေကဟိုဘက်အချမ်းနေမှာရှာမယ်ဆိုရင်လည်း